အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ GoBook ရဲ့ channel လေးအတိုင်းကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာအက္ခတော်ရေးသားထားတဲ့ပညာတဲ့အဖွားသောနဲ့တရေမွေးတဲ့အဘာမဲကြီးဆိုတဲ့ဇာတ်လမ်းလေးကိုစာစဉ်6အနေနဲ့တင်ဆက်ပေးသွားမှာပါကိုဖိုးစောဆုံးပြီးတဲ့နောက်ဒေါ်လာကသူ့သားငယ်ပိုင်ပိုင်ကိုတစ်ကွက်ထဲမှာမထားခြင်းလို့အဖွားအိမ်မှာလာထားတယ်ဗျကျုပ်ကလည်းတယောက်တည်းပြင်းနေလို့ဆိုတော့ပိုင်ပိုင်နဲ့ကျုံနဲ့အဖော်ရသွားတယ်ဆိုပါတော့ပိုင်ပိုင်နဲ့ကျုပ်ကအသက်နဲ့ကွာပဲမယ်နှစ်ယောက်စလုံးကယောက်ျားလေးဆိုတော့အဖွားချန်ထဲမှာဂျွန်းမြောင်ဆော့ကြတာပေါ့ကျုပ်တို့ကရွာစံဘက်ကြတယ်ဆိုတော့ခြံကြီးတွေကအကျယ်ကြီးတွေဗျအဖွားမက်ကင်မရဲ့ခြံဆိုရင်9ဧက6ဧကနီးပါးလောက်ကိုရှိတာဗျအဖွားကစိုက်တာပြောတာဝါနာပါတော့ခြံထဲမှာလည်းသီးပင်စားပင်တွေအပြည့်ပေါ့ဗျာညနေရောက်ပြီဆိုရင်တော့ပိုင်မယ်နဲ့ကျုံနဲ့အဖွားစိုက်ထားတဲ့ပင်တွေကိုရေးလိုက်လောင်းရတယ်ဗျအပင်တွေကိုရေးထမ်းပြီးလိုက်လောင်းရတာဆိုတော့အချိန်1နာရီ2နာရီလောက်ထိကိုကြာတာဗျအဖွားတို့ရဲ့ခြံမင်းမှာလည်းခြံကျယ်ကြီးတွေရှိတယ်ဗျကျုပ်တို့ခြံနဲ့3ကျန်ကျော်လောက်မှာတော့အဘာမဲဆိုတဲ့လူကြီးပိုင်းနဲ့ခြံကြီးခြံရှိတယ်ဗျအဘာမဲတို့ခြံကလည်းအကျယ်ကြီးပဲဗျအဘာမဲကြီးကအသက်60 80လောက်တော့ရှိရောပေါ့ဗျာသူ့နာမည်ရင်းကတော့ဦးတင်ဆန်းဆိုလားဘာလားပဲဗျဒါပေမဲ့ရွာထဲကလူတွေအကုန်လုံးကအဘာမဲပဲခေါ်ကြတော့ကျုပ်တို့ကလည်းအဘာမဲပဲခေါ်ကြတော့တာဗျအဘာမဲဆိုတဲ့အတိုင်းသူ့အသားကမဲနေနေတာပဲဗျာကလားလည်းမဟုတ်ဘူးတော့ဗမာလူမျိုးပဲဒါပေမဲ့အသားမဲတာကမှမီးသွင်းတဲ့ဒဲအိုးဖင်ကအဖေခေါ်အောင်ကိုမဲတာဗျအဘာမဲရဲ့ဆရာကအကျန်းဆရာကြီးဆိုပဲဗျအကျန်းဆရာကြီးဆိုတာအောက်လန်းဆရာကြီးကိုခေါ်တာဗျကျုပ်တို့ဘက်မှာတော့အောက်လန်းလို့မပြောရဘူးဒီတိုင်းအကျန်းဆရာကြီးလို့ပဲခေါ်တယ်သူကူးတဲ့စေးနီမွန်တွေကိုလည်းစေးချမ်းလို့ခေါ်တယ်ဗျဟိုးအရင်လမ်းမဆက်သွယ်ရေးတွေမကောင်းခင်စေးဝါးတွေမပေါ်ခင်တော့ကဆိုရင်သူ့စီကစေးချမ်းတွေဝယ်ပြီးတောက်ရလင်းရတယ်တဲ့ဗျအဲ့ဒီအကျန်းဆရာကြီးစီကအဘာမဲကြီးကပညာတော်တော်ရလိုက်တယ်ဆိုပဲဗျအဘာမဲကြီးကသူ့ခြံထဲမှာတရေတွေမွေးထားတယ်လို့လေလူတွေကပြောကြတယ်အရင်ကတော့ကျုပ်တို့ကိုယ်တွေမကြုံဘူးပါဘူးဗျာသူများတွေပြောတာကြားဘူးတာပါဗျပြောရအောင်မယ်အဘာမဲရဲ့ခြံကြီးကတော်တော်ကိုကျေတာဗျကျုပ်တို့ငယ်ငယ်တုန်းကတော့ခြံစည်းရိုးတွေပါတယ်မခက်ကြဘူးခြံကြီးတွေကကျေတော့ခြံစည်းရိုးခရင်ဝါဘိုးနဲ့မွဲလောက်တယ်မို့လားတိန်နဲ့တိန်ကူးရင်လမ်းကနေမသွားပဲဟိုလူချံဒီလူချံကတည်းဖြတ်သွားကြတာများတယ်ဗျတချို့ဆိုဒီချံကတည်းဟိုဘက်ချံကူဟိုဘက်ချံကတည်းဒီဘက်ချံကူနဲ့အလုတ်ဖြစ်နေရောပဲအဘာမဲချံကြီးကကျုပ်တို့လမ်းနဲ့ကားလမ်းနဲ့ကြားမှာရှိတာဗျကျုပ်တို့ရက်ွက်ထဲကတည်းကားလမ်းမဘက်ကိုသွားခြင်းလမ်းအတိုင်းပတ်သွားတာတဲ့အဘာမဲချံကြီးတွေကတည်းဖြတ်သွားရင်ပိုးမြန်တယ်အဘာမဲကလူတွေမဲတာမဟုတ်ဘူးရုပ်သူနေတဲ့အိမ်ကြီးကလည်းအမဲကြီးဗျာအဘာမဲအိမ်ကရင်ထဲကြီးဝအောင်တုတ်ထားတဲ့တစ်သားနှစ်ထပ်အိမ်ကြီးဗျခုနကဖြက်လန်းကအဘာမဲအိမ်ကြီးရဲ့ချီဟင်းသားကတိုင်ဖြတ်သွားရတယ်ဗျပထမဦးဆုံးဂျုံနာကတော့ပဲပြုတ်တဲ့ဒေါ်တုတ်ပဲဒေါ်တုတ်လို့ခေါ်ပေမဲ့လူကပိန်ပိန်ပါပါဗျသူက3ရက်ကတိုင်လာရောက်တာဗျကျုပ်တို့စီလာဖို့ဆိုရင်အဘာမဲချန်ကြီးနဲ့ကတိုင်ဖြတ်လာရတယ်ကျုပ်တို့ငယ်ကမနဲ့ခင်းလို့ပြောရင်မနဲ့9နာရီ6နာရီလောက်ကိုပြောတာဗျမနဲ့စောစောလို့ပြောရင်တော့အဲ့ဒါမနဲ့3နာရီ4နာရီကိုပြောတာငယ်ငယ်တုန်းကပဲပြုတ်တဲ့က2ယောက်ရှိရဲ့ဒေါ်တို့ကမနဲ့စောစောလာပြီးတော့နောက်တစ်ယောက်ကတော့မနဲ့ခင်းပိုင်းမှာလာတယ်ဗျအဖွားမက်ကင်မကညဆိုရင်စောစောအိပ်ပြီးမနဲ့ဆို3နာရီလောက်ဆိုနိုးနေပြီဗျထမင်းဟုတ်တယ်ချက်ပြုတ်ပြီးတော့4နာရီလောက်ဆိုဖျားစွန်းတော့ကက်တယ်နောက်တော့ဈေးထွက်ရောက်မှုပြင်းနေဗျဒါကြောင့်ပဲပြုတ်ဆိုရင်4နာရီလောက်လာရောက်တဲ့ဒေါ်တို့စီကတိုင်အမြဲတမ်းဝယ်တယ်တရက်တော့ဒေါ်တို့ကအတန်မြကြီးနဲ့အုပ်ပြီးအိမ်ထဲကိုပြေးဝင်လာတယ်ဗျအိတ်နေတဲ့ကျုပ်တောင်လန့်ပြီးနိုးသွားတယ်သူ့ပုံကတော်တော်ကိုထိတ်လန့်နေတဲ့ပုံပဲဗျမျက်လုံးပြူမျက်စံပြူနဲ့ဖြစ်နေတယ်ဗျဘဲပြုတ်တောင်းကြီးနဲ့ဒန်ဟုတ်ကလည်းအလဲလဲပြူပြူဖြစ်လို့ဗျဘဲပြုတ်တွေလည်းမပါတော့ဘူးအဖွားကရင်မန်းတွေပါတိုက်ပြီးဖျားစာတွေရွတ်ဖက်ပေးလိုက်ရတယ်ဟဲ့မတ်တော့စောစောစီးဘာဖြစ်လာတာလဲဒေါ်တို့ကရေခွက်ထဲကရေကိုဝေါကနေမောတော့ပြီးလိုက်တော့မှတရေ၆ခံလဲလို့မကင်မရဲ့အလိုဘဲကတရေက6လွယ်လိုက်ပြန်ပြီလေပြောမနေပါနဲ့တော့မကင်မရဲ့3ရက်ကတက်လာပြီးကားလမ်းကိုဖြတ်လို့အဘာမဲချန်ကြီးတွေကတည်းဖြတ်ချလာခဲ့လိုက်တာထမ်းပေကြီးနာလည်းရောက်ရောခေါ်တန်ကြတာနဲ့အဘာမဲကြီးများခေါ်လားဆိုပြီးဟိုကြီးတီကြီးကြည်နေတော့မှထမ်းပင်ဘောကတိုင်မဲမဲကြီးနှကောင်ကဇောက်ထိုးကြီးဆွဲပြီးဆင်းလာပါလေရောကျမလည်းကြောက်ကြောက်နဲ့ခြေကုန်ပြေးမယ်လို့တော့သူတို့ကပဲပြုတ်တောင်းကြီးကိုလက်နဲ့ဆွဲထားကြတယ်သူတို့ခြေတွေလက်တွေကတရေပြားကြီးလိုကျွတ်ကျွတ်အနေကြီးလိုပြောင်ပြောင်ချောချောကြီးပဲမကင်မရဲ့ကျမဖြင့်အခုတောင်ကြက်တီးတွေထလာတယ်သူတို့ဝိုင်းဆွဲတော့မှနင်းကန်ယုံပြလိုက်တာဘဲပြုတ်တောင်းကြီးမှောက်ကြသွားပါရော
သူတို့ကမြေပေါ်ကျတဲ့ပဲပြုတ်တွေကိုအငမ်းမရလူစားနေကြတဲ့အခိုက်မှာကျမလည်းတောင်းကြီးပြန်ကောက်ပြီးအသက်လူပြေးလာရတာပါပဲရှင်ငါတို့ကတော့ဘာမဲ့ချန်နေကတိုင်ဖြတ်နေကြပါ၏ဘာမှမတွေ့ပါဘူးညီကန်နေလို့နေမှာပါဖရာတရားများများလို့ပေါ့အိယာတွေကတိုင်ထိုင်နားထောင်နေတဲ့ကျုပ်ကခြေတော်တွေကတိုင်ထွက်လိုက်ရင်အဖွားကလည်းဗျာအဘမဲကခြံကြီးထဲမှာတရေကြီးတွေမွေးထားတာအဖွားမသိဘူးလားဗျဟိုတလောကနိုင်လင်းပြောသေးတယ်သူ့အဖေဦးတင်ထွန်းကြီးမသိခင်ကတခါပြောဘူးတယ်ဗျအရက်ဆိုင်မှာတရေကြောက်လားမကြောက်လားငင်းကုန်ပြီးအလောင်းကစားဖြစ်ကြတယ်တရေမကြောက်တဲ့လူကအဘမဲခြံထဲကတိုင်ဘူးတီသွားခိုးရမှာတဲ့ဗျာအဲ့ဒီလူကလည်းလက်ခံလိုက်ပြီးညရောက်တော့အဘမဲခြံကြီးတွေခိုးဝင်လို့ခြံနောက်ဘက်ကဘူးတီလုံးကိုခိုးဆွပြီးပြန်ထွက်လာခဲ့တာဒီအချိန်အဲ့ဒီထမ်းပင်ဝါတိုင်းတရေကြီးငကောင်ကလင်းတို့ကြီးတွေပြန်ဆင်းလာလို့မျိုးပြန်ဆင်းလာတဲ့ဗျာအဲ့ဒီလူလေကြောက်လို့သေးတွေပါထွက်ကြကုန်နဲ့အိမ်ရောက်တော့လေ9ရက်လောက်ဖျားတယ်တဲ့အဖွားရဲ့လူတွေပြောတာကတော့အဲ့ဒီထမ်းပင်ကြီးမှာအဘာမင်းမွေးထားတဲ့လင်းတို့သေးလေးလင်မယားနေတယ်ဆိုပဲဗျကျုပ်ထပြောတော့အဖွားကကျုပ်ကိုမန်းနေဗျနေသမ်းမငလင်းရဲ့အမှုသမားပြောတာတွေကိုနင်မို့ယုံနေတင်ထွန်းကမသိခင်ကလေးကယူးကြောင်မှုကြောင်ဖြစ်နေတာနင်မသိဘူးလားဟာကျွန်တော်တကယ်ပြောတာအဖွားရဒေါ်တုတ်ကြီးလည်းကြောက်ကြောက်နဲ့ဟုတ်မယ်ဒါဆိုကျမနဲ့တွေ့ကြတာလေအဲ့ဒီလင်းလုံးလင်းမယားတရေပဲဖြစ်မယ်တော်ပြီကြောက်သွားပြီနောက်ဆိုအဲ့ဒီခြံထဲကတိုင်မဖြတ်တော့ဘူးအဖွားကတော့ဘေးနားထိုင်နေတဲ့ကျုပ်ကောင်ကိုလက်စင်နဲ့တောက်ခနဲ့ခောက်လိုက်တာပါဗျာကျုပ်ကတော့ဘာဖြစ်လို့ကျုပ်ကိုခေါင်းခေါက်မှမသိဘူးဗျထူးခြားသွားတာကတော့နောက်တစ်ပတ်နှစ်ပတ်လောက်အထိဘဲပြုံမစားရတော့တာပဲကျုပ်ကဘဲပြုံတိတ်ကြိုက်တာဗျဘဲပြုံကိုကျဲသွင်းစိတ်လေးပပလိထည့်ပြီးစီလေးစားလေးစမ်းလို့တုတ်စားရတာလည်းကြိုက်တယ်ထမင်းပူပူတဲ့ကိုဘဲပြုံလောင်းထည့်ပြီးစီစားတယ်လို့နှဲစားရတာလည်းကြိုက်တယ်ဘဲပြုံနဲ့နံပြားဆိုလို့ကတော့3ချက်လောက်ကိုကိုအောင်စားတာဗျအခုဘဲပြုံမစားရတော့မနှက်စားတောင်စားခြင်းစိတ်မရှိတော့ဘူးဗျအဖွားကလည်းဗျတခါလားလဲငချောက်ဖို့တခါလားလဲငပိကျင်တယ်ဘဲပြုံလေးပါလေကျွေးပါအောင်ဗျဟဲ့ငလင်းရဲ့မတ်တုတ်ကဒီဘက်ကိုဘဲပြုံမှလာမြောင်းနေတာဟဲ့အဲ့ဒါနင်သူ့ကိုချုပ်လွတ်လိုက်လို့ဖြစ်တာဘဲနဲ့လူကြီးကအသာထိန်ပြောနေတာကိုနင်ကဘူးနီပါမလို့စိုးဝင်ပြောတော့မတ်တုတ်အဲ့ဒီခြံထဲကတည်းဖြစ်ပြီးတို့ရက်ကွက်ပဲလာရောက်ပါတော့မလားဟဲ့နင်ဟာလေအမြဲပြဿနာကိုရှာတယ်ငလင်းရဲ့အော်ဒါကြောင့်အဖွားကဘာမဲကြီးခြံနဲ့ဘာမှမရှိတယ်လို့ဘာလို့ပြောတာကိုဗျကျုပ်ကလင်းတို့လည်းမရသေးတဲ့ကြောင့်ပြောပြလိုက်တော့ဒေါ်တို့ကြီးကြောက်လိုက်ပြီးမလာရဲတော့တာဖြစ်မယ်ဗျအဖွားကကျုပ်ကိုစူတာဆိုပေမဲ့တိတ်ချစ်တာဗျဈေးရောင်းထွက်ကနေပဲပြုတ်ဝယ်စားဆိုပြီးပတ်စံပေးထားခဲ့တယ်ဒေါ်တို့ပဲပြုတ်မရတော့ပေမဲ့မနဲ့ခေးပိုင်းလာရောက်နဲ့ပဲပြုတ်တဲ့စီကတိုင်းပဲပြုတ်ဝယ်စားရတော့တာပေါ့ဗျာအဲ့ဒီနောက်ပိုင်းကလေးကအဘာမဲချန်တဲ့ကဖြစ်ရင်ခက်တုတ်တို့ဖြတ်ရတယ်ဗျဖြတ်တုံးပြူတုံးလဲဟိုပင်ကြီးဘက်ကဆင်းလာမလားဒီပင်ကြီးဘက်ကတိုင်းပြုတ်ကြလာမလားဆိုပြီးကြောက်လန့်နဲ့သွားရတာဗျဒါပေမဲ့ဘာမှတော့မတွေ့ပါဘူးညာကျုပ်စိတ်ထင်တော့အဲ့ဒီချန်ကြီးတဲ့ကတိုင်းတာမန်ဖြတ်သွားဖြတ်လာလှုပ်တဲ့လူတွေကို၆လန့်ပုံမရဘူးဗျလက်စော့ချေတော့လှုပ်တဲ့လူကမှတေးရဲကြီးတွေကထောက်ချောက်ပုံပဲဖြစ်ကျင်တော့ပိုင်ပင်နဲ့မှတွားသိတော့တာပဲဗျဒီကောင်လေးကလက်စော့ချေတော့တိတ်ရှိတဲ့ကောင်ဗျအဲ့ဒီနေ့ကကျောင်းကပြန်ဘောလုံးဝင်ကန်နေသေးတာနဲ့ညနေ9 နာရီခွဲလောက်မှအိမ်ကိုပြန်လာခဲ့လိုက်တယ်ဗျပိုင်ပင်ကဘောလုံးကွင်းပေးမှာထိုင်ဆောင်နေရဲ့ဗျကျုပ်ပြန်လာတာမြင်တော့အားတက်တရောနဲ့ကိုလင်းသမောရီမဲ့မစားချင်ဘူးလားဟာစားချင်တာပေါ့ကွာဘယ်မလဲပြမယ်ကျွန်တော်မနေ့ကတွေ့ထားတာသမောရီကမဲ့ပြီးဝန်းတောင်ဝန်းနေတယ်ဗျချိုးတာကလည်းတော်တော်ချုံမဲ့ပုံပဲပြောရင်တေးတောင်ကြလာပြီဗျာဟတ်ကောင်တို့ချန်ထဲမှာသမောပင်မှာရှိတာကွာဘာလဲမင်းသူများချန်ထဲကတိုင်းသွားခုံမလို့လားပိုင်ပင်ကခေါင်းညင်ပြတယ်အဘာမဲချန်တော့ကအိမ်နာနာကအပင်မှာတီးနေတာဗျအဘာမဲကဒီအပင်ကြီးရှိနေတာကိုတတိထားမိဖို့မရဘူးဗျတတိထားမိရင်မဲ့တယ်ဒီထားပါမလားဗျခြံဆက်မှာပေါက်နေတာဆိုတော့သူ့ပင်လေဟုတ်ချင်မှာဟုတ်မှာဗျဟစ်ကောင်ဖြစ်ပါမလားကွာအဘာမဲချန်ကတရေ6တဲ့တဲ့နော်ဟာဗျာကိုလင်းကအသက်ကြီးနေပြီခုတွေကြောက်နေတာလားပိုင်မဲ့တကားကကျုပ်ကိုစွာပေးလိုက်လို့ဖြစ်သွားတယ်ဗျကျုပ်လည်းကြီးကောင်ဝင်လာပြီဆိုတော့တိတ်မကြောက်ကြတော့တာလည်းပါတယ်ဒါနဲ့ပဲဒီကောင်နဲ့တူတူလိုက်လာခဲ့လိုက်တယ်အဘာမဲ့ချန်ကြီးကိုပတ်ပြီးတော့အနောက်ဘက်ကိုသွားကြတယ်ဗျအဘာမဲ့ချန်နောက်မှာလူမနေတဲ့ချန်ကြီးတခုရှိတယ်ဗျသင်မောပင်ကအဘာမဲ့ချန်နဲ့အနောက်ဘက်ကချန်ဆက်ကြားကရင်မြောင်းနေမှာပေါက်နေတာဗျ
တင်မောပင်ကြီးမှလည်းတင်မောဒီကြီးတစ်လုံးကဝက်မယ်နေတယ်ပေမဲ့ဆိုတော့အတကုံချုံမဲ့ပုံပဲဗျာအနားမှာဘယ်သူမှလည်းမရှိတော့ဘူးဆိုတော့တင်မောဒီကိုအသာကူးလိုက်တယ်ကျုပ်ကအောက်ကတိုင်မတ်တက်ရဲ့ပေပိုင်ပိုင်ကကျုပ်ကိုပေါ်ခြေထောက်နင်းတက်ပြီးကူးလိုက်တာပေါ့ဗျာတင်မောဒီကြီးစားအပ်ပြီဆိုပြီးပိုင်ပိုင်ကအဘမဲကြီးခြံထဲကိုပြေးဝင်ဖို့လုပ်တယ်ဗျပိုင်ပိုင်ခြံထဲမဝင်နဲ့ဒိုးတွေပတ်သွားကြမယ်ပတ်သွားရင်ကြာမှာကိုလင်းရဒီကနေပဲဖြတ်သွားကြမယ်ဗျာဒီကောင်လေးကတော့အကြောက်လန့်တစ်စက်မှကိုမရှိတဲ့ကောင်ဗျအဘမဲကြီးခြံတော့ကတိုင်ပြေးလာခဲ့ရင်တဏီယံရောက်တော့တစ်ပင်တွေပေါ်ကတိုင်တရှိရှိတန်ကြရပြီးအကောင်ကြီးတစ်ကောင်ကခုံစင်းလာပါလေရောဗျာအကောင်မဲကြီးကကိုလုံးကတော့ခက်သေးသေးပဲဗျလက်နဲ့ခါကြမှာလင်းတို့တောင်းပန်လို့အပြားချက်တွေတွဲလောင်းကြီးပါတယ်အဲ့ဒီအပြားကြီးနဲ့လေုံစီးပြီးတော့ကျုပ်တို့နာကိုကြလာတာဗျတစ်ချိန်တည်းမှာပဲအဘမဲကြီးကတောင်ဝေးကြီးထောက်လို့အိမ်နောက်ကတိုင်ထွက်လာတယ်ဗျကျုပ်တို့ကိုမြင်တော့ခါးထောက်ကြည့်ရင်မင်းတို့ကတခိုးလေးတွေပါလားကွာငါကပင်မယ်သီးစားခြင်းလို့အမဲခံထားတာကိုမင်းတို့ကလာခိုးတယ်ပေါ့မင်းတို့နောက်သူများပစ္စည်းကိုမခိုးရအောင်တခါတည်းပညာပေးလိုက်မှရမယ်ထင်တယ်ဟိုကောင်ပိုင်ပိုင်ကတင်မော်ဒီကြီးပိုက်ပြီးပြေးပါလေရောဗျာအဘမဲကြီးကခုနကအကောင်ကြီးကိုကြည့်ပြီးလက်ကြစမ်းလို့ပြောလိုက်တယ်ဆိုရင်ပဲကျုပ်တို့နောက်ကိုပြေးလိုက်လာတာဗျဒီအချိန်ထိုင်းမေကြီးဘော်ကတိုင်ခုနကလို့အကောင်ကြီးတကောင်ကလွှားကနေပြုတ်ကြလာပြန်နေဗျအရှိကတိုင်ပြေးနေတဲ့ပိုင်မဲကိုခုံပြီးလက်ထဲကင်ထားတဲ့တင်မော်ဒီကိုပုတ်ချလိုက်တယ်ပိုင်မင်ကတင်မော်ဒီကိုပြန်လူကျင်သေးတာဗျကျုပ်ကဒီကောင်လက်ဆက်ပြီးအသက်ကုန်ပြေးထွက်လာခဲ့လိုက်ရတယ်ဗျသူတို့ပစ္စည်းတွေရတော့ကျုပ်တို့ကိုစက်မလိုက်တော့ဘူးဗျကျုပ်ဖြင့်အိမ်ရောက်တော့မှပဲတက်ပြင်းချနိုင်တော့တယ်အိမ်ရောက်တော့ပိုင်မင်ကငုံငယ်ကြီးဖြစ်နေတာဗျအစကတော့ဒီကောင်အကြောက်လွန်ပြီးလက်နေတယ်ထင်တာစကားတော့ပြောရင်လည်းပြန်မပြောဘူးရေးတိုက်တော့လည်းမတောက်ဘူးဗျအဝေးကိုငေးကြည့်ရင်ပေပြီးတော့ထိုင်းနေတာပဲဒီကောင်မုံမမှန်တာကိုအဖွားကရိတ်မိသွားတယ်ဗျဟဲ့ငလင်ပိုင်ပိုင်ဘာဖြစ်နေတာလဲဘာဖြစ်မှန်းမသိပါဘူးဖွားရဲ့နင်တို့မှန်မှန်ပြောစမ်းအပြန်လမ်းမှာနင်တို့တခုဖြစ်ခဲ့ကြတယ်မလားကျုပ်မပြောချင်ပေမဲ့ပြောလိုက်ရတော့တယ်ဗျအဖွားကကျုပ်ကိုထုပါလေရောဗျာငလင်းရဲ့နင်ကအကြီးဖြစ်ပြီးတော့ဥဆောင်လုပ်တယ်ပေါ့ဟုတ်လားကျွန်တော်လုပ်တာမဟုတ်ပါဘူးအဖွားရဟိုကောင်ပိုင်ပိုင်လုပ်တာဗျဟဲ့နင်ကအကြီးလေအငယ်ကိုတားရမယ်တာဝန်ရှိတယ်ဒီအတိုင်းနေလို့မဖြစ်တော့ဘူးငါတို့အဖွားသောစီသွားမှဖြစ်မယ်ညစ်နဲ့မှထဖောက်လိုက်ရင်ငါလည်းမလုပ်တတ်ဘူးအဖွားသောကညနေစာစားတော့နေတာဗျအဖွားကအိမ်မော်တက်သွားပြီအစိုးရအားတော်နာပါတယ်ဒီကောင်လေးဘာဖြစ်လဲမသိဘူးဟဲ့အဖွားကပိုင်မဲကိုချပေးလိုက်တယ်အဖွားသောကစားရင်တောက်ရင်အပမိလာတာတရေကလာတာကေမရဲ့နင်မြေဘာတွေလျှောက်လို့သေးတယ်ဖာမင်းချန်ကတင်မော်ဒီကိုသွားခိုကြတဲ့ဟဲ့အောင်မလေးနင်တို့ကလည်းတကယ်ပြဿနာကိုဒုံးနဲ့သွားထိုးတာပါလားငလင်းရဲ့အဘမဲကြောင့်နင်မသိဘူးလားအဖွားသောကလည်းကျုပ်ကိုဖိစုတော့တာပါဗျာအဖွားသောကပိုင်မဲကိုကြည့်ပြီးသူ့ကိုဆက်မလုံးနဲ့တော့နင်တို့စားချင်တောက်ချင်ငါကြွေးမယ်ကလေးကိုတော့ခွန်းလိုက်ကြပါဟဲ့နင်တို့ဆရာငမဲကမင်းရင်ငါလွတ်ပေးလိုက်တာလို့ပြောလိုက်ဟုတ်ပြီလားပိုင်မဲကခေါင်းကြီးနေဗျအဖွားသောကသူစားနေတဲ့ထမင်းပကံတွေကတိုင်ထမင်းတစ်လုံးခက်ယူလိုက်တယ်အဲ့ဒီနေ့ကအဖွားသောတို့အိမ်မှာဝတ်သားဟင်းချက်တယ်ထင်တယ်ဗျအဖွားသောကပိုင်မဲကိုထမင်းတစ်လုံးခွန့်ပါလေရောဗျာပိုင်မဲကဗသက်ကြီးဖြစ်ပြီးထမင်းတစ်လုံးကိုအားရပါရစားတယ်ဗျအဖွားသောကဝတ်သားဟင်းနဲ့ထမင်းနောက်တစ်လုံးထပ်ပြီးခွန့်ပြန်တယ်သုံးကတိကြီးခွန့်လွယ်လဲပြီးရောကဲသွားတော့လေဘာလုပ်နေတာလဲလို့လေတံမမာနဲ့ပြောလိုက်တာပိုင်မဲတည်းရောအရှိကိုငိုင်းဆက်ကြပြီးကျမ်းမြင်တဲ့နှုတ်နဲ့ဒုံကနေစောင့်သွားပါတော့တယ်ဗျာအဖွားကတော့ကျေးဇူးတွေတင်လို့ပေါ့ဟဲ့ကေမနင်တို့ညစာစားပြီးပြီလားမစားသေးပါဘူးအစောရဲ့ဒါဖြင့်နင်တို့မြေးဖွားတွေတခါတည်းထမင်းစားပြီးမှပြန်တော့၏ကျုပ်ကအဖွားသောပိုင်မဲကိုဝတ်သားဟင်းနဲ့ထမင်းခွင့်ကြည့်ကြတဲ့ကတေးတွေကြနေတာဗျအဖွားကဈေးတယ်လေဈေးတယ်ကျုပ်တို့မြေးတွေကိုလည်းလှုပ်ကြွေနေရတယ်လူဆိုတော့အိမ်မှာဝတ်သားဟင်းချက်စားခဲ့တယ်ဗျကျုပ်သေးကြနေတာနဲ့အဖွားသောထမင်းခေါ်ကြတာနဲ့ကွက်တီပေါ့ဗျာအဖွားကညင်းချင်ပါသေးတယ်ကျုပ်ကတော့တခါတည်းလက်သေးပြီးတော့ထမင်းဝိုင်းမှာတောင်ဝတ်ထိုင်နေပြီဗျကျုပ်နဲ့ပိုင်ပိုင်ဝတ်သားဟင်းနဲ့ထမင်းစားလိုက်ကြတာအဖွားသောအိမ်မှာထမင်းတွေပြောင်းပါရောလားစားတော့ပြီးတော့အဖွားသောကသူ့သမီးပဲလှည့်လိုက်ရင်ဟဲ့သမီးခြံတော်ဝေးမှာတမော်ဒီတွေတီးနေပြီမလားတလုံးလောက်သွားခုခဲ့သမားကြီး
ဒီငန့်နှကောင်ကိုကျွေးမလို့အိုးအမေကလည်းသင်္ဘောကြီးကအစိမ့်တွေပဲရှိသေးတာမဟုတ်လားစိမ့်ကြက်ခူးခဲ့ဆိုခူးခဲ့ပေါ့အဖွားသောရဲ့သမီးအပြိုကြီးကခြံနောက်ဘက်ကိုဆင်းသွားတယ်ဗျနောက်တော့သင်္ဘောကြီးတစ်လုံးကင်ပြီးအိမ်မော်ကိုတက်လာတယ်သင်္ဘောကြီးကကြီးတာတော့အတော်ကြီးပဲဗျဒါပေမဲ့အစိမ့်တက်ကြီးဖြစ်နေတယ်အဖွားသောကသင်္ဘောကြီးကိုတစ်ချက်ကန်ကြည့်ရင်လက်မကလက်နဲ့3-4ချက်လောက်အသာထိုးကြည့်တယ်ပြီးတော့သင်္ဘောကြီးကိုနမ်းကြည့်ရင်မဲ့နေပါပြီဟဲ့ဒီမှာအနက်တောင်ထွက်နေပြီမလားအဖွားသောလက်ထက်ကသင်္ဘောကြီးကချက်ချင်းကိုမှဲ့သွားတာဗျာအကွန်စိမ့်ကြီးပေါ်မှာအဝါရောင်ကွက်လေးတွေပေါ်လာတယ်အပြိုကြီးကအိမ်ပေါ်ကတိုင်ဆင်းသွားပြီးသင်္ဘောကြီးကိုအစိတ်ကလေးတွေစိတ်ပြီးယူလာတယ်ဗျကဲသုံးဆောင်တော်မူကြပါဦးမောင်မင်းကြီးသားတို့ရဲ့နောက်များစားခြင်းအဖွားသောကိုလာပြောကွယ်ဟုတ်ပြီလားသူများပစ္စည်းမခိုးကြနဲ့သူများပစ္စည်းခိုးတဲ့လူဟာအသက်တူတယ်ယောဂထူတယ်ယောဂကြီးပါဖြစ်တတ်တယ်စင်းရဲတာရှိတတ်တယ်ကွယ်ကဲစားကြဟဲ့ကင်းမနင်းလဲစားလေသင်္ဘောကြီးကချိုလိုက်တာဟဲ့အဖွားသောကပြောလဲပြောသူလဲတစ်စိတ်ကောက်စားတယ်ဗျကျုပ်တို့ငန်းနှကောင်ကတော့အဖွားသောကြီးတဲ့သင်္ဘောကြီးကိုငန်းမရစားလိုက်ကြပါတော့တယ်ဗျာအဘမဲကြီးဆုံးပြီတယ်ဗျသူ့အိမ်ထဲမှာတင်နေတာ3ရက်လောက်ကြာတော့မှတွေ့တယ်ဆိုပဲအဘမဲကတယောက်ထဲနေတာဗျသူ့သားသမီးတွေကအချိန်နဲ့ရောက်လို့အိမ်တော်နေကြပြီးဟိုနေဒီနေတွေရောက်နေပြီအဘမဲတွေတော့သားသမီးတွေကိုအကြောင်းကြပြီးနာရေးလောက်ကြတာပေါ့သားသမီးတွေကအဘမဲချင်ကြီးကိုအမွေခွဲပြီးယူဖို့လောက်ကြတယ်အဲ့ဒီမှာပြဿနာတက်တော့တာပဲဗျာအဘမဲအိမ်မှာဘယ်သူမှမနေရဘူးဗျဘာလို့လဲဆိုတော့တရေကြီးတကောင်ကအိမ်ပေါ်မှာရောခြံထဲမှာရောတောင်းကျက်နေတယ်ဆိုပဲသားသမီးတွေတောင်မနေဝန်းလို့အိမ်ကိုပိတ်ထားရတယ်အရင်ကဖြတ်သွားဖြတ်လာလူတွေဆိုရင်ဘာမှမဖြစ်ပေမဲ့အခုတော့ဖြတ်သားဖြတ်လာလူတွေကိုအဲ့ဒီတရေမဲကြီးကလိုက်ဆွဲနေလို့ခွေးပြေးဝက်ပြေးရတာ3-400လောက်ရှိပြီတဲ့ဗျအဘမဲရဲ့သားသမီးတွေကပေးတွေပါလေရဲ့ဖုန်းကြီးတွေအိမ်ခေါ်ပင်းပြီးရွတ်ဖက်ကြပေမဲ့တရက်နေ့ရက်ကြရင်ဒီကောင်ကြီးကပြန်ရောက်လာတယ်ဆိုပဲလူတွေကတော့အဘမဲကြီးမွေးထားတဲ့တရေတွေကတောင်းကျမ်းနေကြတာဖြစ်မယ်လို့ပြောတယ်နောက်ဆုံးတော့အဘမဲရဲ့သမီးကြီးကအဖွားကိုဒီကိစ္စလာတိုင်မနေခြံထဲမှာတရေကြီးကနေည6လွန်းလို့ခြံကိုလည်းရောက်မရအမွေခွဲမရပြဿနာဖြစ်နေတယ်ပေါ့ဗျာအဖွားကလည်းအဖွားသောစီသွားဖို့လမ်းညင်လိုက်တယ်အဖွားကပဲအဘမဲသမီးကိုအဖွားသောစီလိုက်ပို့လိုက်ရတာပါပဲကျုပ်တို့လည်းလိုက်သွားတာပေါ့အဘမဲတို့အကြောင်းစိတ်ဝင်စားလို့တော့မဟုတ်ဘူးဗျအဘမဲသမီးကအဖွားသောအတွက်ဆိုပြီးမိသားစုမုံမိုးကြီးဝယ်ချလာတာအဖွားသောကသူ့ကိုလာပေးတယ်စားစရာတွေပါတယ်ဆိုရင်ကျုပ်တို့ကိုပြန်ကြည့်တာပဲမဟုတ်လားဒါကြောင့်ဒီမိသားစုမုံမိုးကကျုပ်တို့ရဲ့ဆိုတာသိလို့လိုက်သွားတာဗျထင်းတဲ့အတိုင်းပါပဲဗျာမုံမိုးကြီးကိုကြော့ပြီးတာနဲ့အဖွားသောကချက်ချင်းဖောက်ပြီးတော့ကျုပ်တို့ကိုလှမ်းပေးတယ်ဗျကျုပ်နဲ့ပိုင်လဲမုံနေစားကြတာပေါ့ငယ်ကအဲ့ဒီလိုမုံတွေကဘေးစကစ်ဆိုတာတိတ်စားရခဲ့တာဗျမုံစားရင်အဖွားသောတို့ဘာတွေပြောဆိုနေကြလဲဆိုတာနားထောင်နေမိတယ်ဗျအဖွားသောကအဘမဲသမီးကိုအခုချက်ချင်းအိမ်ပြန်ပြီးအိမ်ကောင်းရင်ကတပြေကတိုင်တပြေရဲတွေခူးခဲ့ခိုင်းတယ်အဘမဲသမီးကလည်းသွားခုပြီးပြန်ချလာတယ်ဗျအဖွားသောကမြေပြူခဲတစ်ချောင်းနဲ့လေကားအတက်စင်းထိပ်ပါဆောက်ဝိုင်းပုံဆွဲတယ်ခုနကတည့်ရကလေးကိုလှမ်းယူပြီး3-4ချက်မန်းမို့လို့စီးဝိုင်းထဲမှာမှောက်ကိုချထားလိုက်တယ်ဗျအဖွားသောကအတန်ထားနဲ့ဟဲ့ခုလာတာငမဲမော်လားငမဲဟုတ်ရင်တည့်ရကိုလှန်ပြအဲ့ဒီလိုပြောလိုက်ရောမှောက်ကိုဖြစ်နေတဲ့တည့်ရကဖက်ခနဲ့လန်သွားတာဗျာအဘမဲသမီးဆိုရင်တော်ကိုကြောက်သွားတာဟဲ့ငမဲနင်သားသမီးတွေကိုအမွေမပေးချင်လို့နင်6လက်နေရလားဟုတ်တယ်ဆိုရင်တည့်ရလှန်ပြဒီတစ်ခါတော့ငြိမ်နေတယ်ဗျနင့်ကိုတယောက်ကပညာနဲ့မွေးထားတာလားတည့်ရကဒီတိုင်းပဲဗျအဖွားသောကမေးခွန်းတွေတစ်ခုပြီးတစ်ခုမေးတယ်မှန်ရင်တည့်ရကလန်သွားတယ်မရင်တော့ဒီတိုင်းငြိမ်နေတယ်ဗျဟဲ့ငမဲနင့်ဥစ္စာပစ္စည်းတစ်ခုကိုဆွဲပြီးတရေဖြစ်နေတာလားဒီလိုမေးတော့ဖက်ခနဲ့လန်သွားတာဗျမယုံတဲ့လူဆိုရင်လေးတိုက်လို့လန်နေပဲထင်ပါဗျအဖွားသောကမျက်ခုံးပင့်လိုက်ရင်ဥစ္စာပစ္စည်းကိုဆွဲလို့တရေဖြစ်ရတယ်ဆိုရင်တည့်ရကို3ချိန်လှန်ပြမှောက်ပြတည့်ရကလေးကအဖွားသောပြောတဲ့အတိုင်းလှန်လိုက်မှောက်လိုက်3ချိန်ဖြစ်တယ်ဗျလေးတိုက်တယ်ဆိုရင်ဒီလိုပဲဖြစ်မလဲဗျတကယ်လို့လေးတိုက်တာမှန်ရင်တည့်ရကထွာဆိုင်လောက်ရှိတဲ့သေဝိုင်းထဲကတိုင်အပြင်ကိုထွက်သွားပြန်မလားအဲ့ဒီပစ္စည်းကိုနင်းသမီးကိုပေးခြင်းလားတည့်ရကလန်သွားပြန်တယ်အဖွားသောကတဆင်ချင်းမေးတော့မှသူ့မှာရွှေငွေပစ္စည်းတွေရှိတယ်လို့ပြောတယ်အဲ့ဒါတွေကိုခြံထဲကတနေရာမှာမြုပ်ထားတယ်
အဲ့ဒီပစ္စည်းတွေကိုဖော်ပြီးမောင်နှမ3ယောက်မျှယူလိုက်ကြပါတယ်ဗျာအဖွားသောကတပြေရွက်ကလေးကိုထုံးနဲ့တစ်ချက်တို့လိုက်ရင်ကဲရော့ဒီတည့်ရွက်ကလေးကိုနင်တို့အိမ်ရှိမှာတင်ထားလိုက်ငမဲကပစ္စည်းရှိတဲ့နေရာကိုပြလိုက်မယ်မနဲ့လင်းလို့တည့်ရွက်ကြနေတဲ့နေရာဟာသူ့ပစ္စည်းတွေရှိနေတဲ့နေရာပဲအဖွားသောပြောတဲ့အတိုင်းတည့်ရွက်ကိုယူချသွားတယ်မနဲ့လင်းတော့တည့်ရွက်ကလေးကထမ်းပင်ကြီးရဲ့ရှိပဲတရောင်ကွာမှာကြနေတယ်ဆိုပဲဗျအဖွားသောကထုံးနဲ့မှတ်သားလှုပ်ပေးလိုက်တာဒီတည့်ရွက်ဖြစ်မှန်သိရတာလေဗျအဲ့ဒါနဲ့တူးပေါ်ကြည့်လိုက်တော့ကြေးကွင်းကြီးတစ်လုံးတွေ့တယ်ဆိုပဲကြေးကွင်းထဲမှာလက်ဝတ်လက်စားရည်နဲ့ရွှေတွေရှိတယ်ရွှေချင်း90သားလောက်ရှိတယ်ပြောတာပဲဗျကြေးကွင်းရဲ့အောက်အဆင့်မှာတော့ဆေးတောင်တွေဆေးရုပ်တွေအများကြီးပဲတဲ့ဗျအဘမဲကသူ့ပိုင်တဲ့ပစ္စည်းတွေကိုတကိုးတဝက်တွေလူမှဆိုရင်လို့မြင်းမြုပ်ပြီးဖွက်ထားတာဆိုပဲအရင်ခေတ်ကလူကြီးတွေကဓမြတိုက်တာခံရမှာကြောက်လို့ပစ္စည်းတွေဘာတွေကိုမြုပ်နှံထားတတ်တယ်ဆိုပဲအဘမဲသမီးကဒီဆေးတောင်တွေကိုအဖွားသောစီယူလာပြတယ်အဖွားသောကသေချာကန်ကြည့်တော့မှသေရဲမွေးထားတဲ့ဆေးတောင်တွေအောက်လန်းဆေးတောင်တွေဖြစ်နေတယ်တဲ့ဗျအဖွားသောကအဲ့ဒီဆေးတောင်တွေကိုသူစွန့်ပစ်ပေးမယ်လို့ပြောပြီးယူထားလိုက်တဲ့ဒီအဖြစ်တွေကိုကျုပ်ကိုယ်တိုင်တော့မြင်တာမဟုတ်ဘူးဗျကျုပ်ကအကြောင်းသားနေလို့အဖွားကညနေမှပြန်ပြီးပြောပြတာအဲ့ဒီနောက်ပိုင်းကလေးကအဘာမဲချန်ကြီးထဲမှာအဘာမဲကြီးလည်းမရှိတော့လို့သူမွေးထားတဲ့လင်းတော်လင်မယားသေးရဲတို့ဘာလို့လဲမရှိတော့ဘူးဗျသူသားသမီးတွေကခြံကြီးကိုထူခွဲရမ်းချလိုက်လို့အခုဆိုရင်လူနေအိမ်တွေဖြစ်ကုန်ပါပြီဗျာဒါကတော့အဖွားသောကယ်တင်ပေးခဲ့ရတဲ့တရေမွေးတဲ့အဘာမဲကြီးအကြောင်းအမှတ်တရပေါ့ဗျာဒီနေ့တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ပညာတဲ့အဖွားသောနဲ့တရေမွေးတဲ့အဘာမဲကြီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်ရက်ဒီမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမလို့နားဆင်ခံစားအားပေးကြပါဦးဗျကျွန်တော်ကတော့တင်ဆက်သူကိုပြိုးပဲဖြစ်ပါတယ်အားလုံးပဲ